Hello ချစ်တော်ကကာတို့ကိုအရန်လာတဲ့အစင်လေးတစ်ခုနဲ့မိတ်ဆက်ပေးမယ်နော်ဒီမှာကြည့်ပါဦး1ဆက်လေးပါနော်လက်တူဘီရှည်လေးပါစပတ်ကအမြင့်လိုင်းလေးပါနော်ဒီအစင်လေးကိုဝေါ်လိုက်မယ်ဆိုရင်အသက်40သမားဝေါ်ရင်အသက်30လို့ထင်ရလောက်တဲ့အထိနုပြိုသွားစေပါမယ်သူ့ရဲ့အမြင့်လိုင်းလို့မပြောရအောင်နော်ချုပ်ရိုးချုပ်သားသေသက်ပုံလေးကိုလည်းတစ်ချက်အနီးကပ်လေးရှူပါမာဒါလေးဆိုရင်လက်တော့လေးတွေကိုကြည့်ပါဦးအတော်လေးလဲလှပြီးတက်တက်ရရကလေးနဲ့သူက V shape လေးပါနော်ကျိုးလေးကတော့ကျိုးချီခြင်းလဲရတယ်မချီခြင်းလဲဒီတိုင်းချထားလို့ရတယ်နော်ရင်ဖြတ်စစ်ကလေးနဲ့အောက်ကလေးကိုသူကဒီလိုမျိုးလေးအတော့ကလေးနဲ့ဆိုဘိုက်ပူသမားလဲဝေါ်လို့ရတယ်ကိုဝစာမေမေတွေလဲဝေါ်လို့ရတယ်နော်ရင်ဆိုင်ကလည်း46လို့ပြောပေမဲ့နော်48သမားလောက်ထိဝေါ်လို့ရပါတယ်ဒီမှာသူစီမှာဖောက်အိတ်လေးလည်းပါပါတယ်နော်အိတ်ကက်ကလည်းအကြီးပါဘောင်းဘီတရေကျိုးလေးကလည်းပျော့ပျော့လေးဘောင်းဘီအရှည်လေးက39ပါဘောင်းဘီရဲ့ကွာလေးကတော့15လက်မှရှိပါတယ်နော်အရန်ကိုလှပါတယ်နော်